ဆိုတော့เนาะကျမတို့ကျမမှာဒီနေ့ဘုရားရဲ့နှုတ်ပတ်တော်အနေငယ်အပေးကျမခွာပေးချင်တာဖြစ်တယ်ဒီအလေးကတော့ဗာလဲဆိုရင် vision ဖြစ်တာဖြစ်တယ်เนาะဆိုတော့ယူပါယုံဖြစ်တာဖြစ်တယ်ဆိုတော့ကျမဒီ flyer မှာလည်းကျမတင်ထားတာဖြစ်တယ်เนาะဆိုတော့လူတိုင်းရဲ့အသက်တာထဲမှာဆိုတော့ကယူပါယုံရှိဖို့ရတဲ့အင်မတန်မှအရေးကြီးတာဖြစ်တယ်เนาะဆိုတော့တမန်ယုတ်ကြတနေ့ထက်တနေ့ဒီတိုင်းအသက်ရှင်ခြင်းတဲ့ပေါ့เนาะနေ့ရက်စနမှာကျမတို့ရဲ့အသက်တာထဲမှာယူပါယုံရှိအသက်ရှင်တဲ့ဖို့ရတဲ့အင်မတန်မှအရေးကြီးတာဖြစ်တယ်เนาะဆိုတော့မနေ့ပြန်မှာကျမတို့ဘာရိပ်ရမလဲဆိုတာတဲ့မနေ့ပြန်မှာကျမတို့ဘာရမလဲဆိုတာတဲ့ဒီနေ့သင်ဘာစိုက်လဲဆိုတာအင်မတန်မှအရေးကြီးတာဖြစ်တယ်เนาะဆိုတော့နောက်နေ့မှာသင်ဘယ်လိုဖြစ်လာမလဲဆိုတာတဲ့เนาะကျမတို့ဒီလက်ရှိမှာကျမတို့ဘာလုပ်နေလဲဆိုတာလဲအင်မတန်မှအရေးကြီးတာဖြစ်တယ်ဒီနေ့ကျမတို့ကကျတော့မနေ့ပြန်မှာကျမတို့ကကောင်းတဲ့ຢာတွေကိုအရင်လုံးချင်နေမနေ့ပြန်မှာကောင်းချီတော့တအိုင်းလို့ချင်နေအဲ့ဒီစိတ်တဲ့အဲ့ဒီနှလုံးသားကအရန်ကောင်းတဲ့လက္ခဏာဖြစ်တာဖြစ်တယ်ဒါပေမဲ့ကျမတို့ကကောင်းချီပဲလို့ချင်နေဒီနေ့ကျမတို့ရဲ့အသက်ရှင်ခြင်းကိုအထူးကြည့်ရစိုက်ဖို့ရအတွက်အင်မတန်မှအရေးကြီးတာဖြစ်တယ်ဟာလေလုယာဒါကြောင့်ယုံကြည်ခြင်းရှိတဲ့သူတွေနော်ယူပါယုံရှိတဲ့သူတွေရဲ့အသက်တာထဲမှာတော့နေ့စဉ်နေ့တိုင်းမှာဘလိုမျိုးနဲ့အသက်ရှင်လဲဆိုရင်မိမိရဲ့အသက်တာကိုယုံကြည်ခြင်းနဲ့အသက်ရှင်တာဖြစ်တာဖြစ်တယ်ဟာလေလုယာဆိုတော့ကျမတို့လူတရားရဲ့အသက်တာထဲမှာဝါချစေတာခြားနာသွားစေတာအရေးအချင်းတဲ့ယူပါယုံကြောင့်ဖြစ်သွားစေတာဖြစ်တယ်ဟာလေလုယာဆိုတော့လူတိုင်းမှာအရေးချင်းနဲ့ဆိုရင်တော့အားလုံးအရေးချင်းရှိတဲ့သူတွေအများကြီးပဲကိုယ့်ထက်တော်တဲ့လူကိုယ့်ထက်တက်တဲ့လူတွေအများကြီးပဲဒါပေမဲ့အဲ့ဒီအရာအားလုံးကိုဘယ်အရာကခြားနာသွားစေလဲဆိုရင်ယူပါယုံရှိအသက်ရှင်တဲ့သူနဲ့ယူပါယုံမရှိဘဲနဲ့အသက်ရှင်တဲ့အသက်တာကကွာခြားသွားတာဖြစ်တယ်ဟာလေလုယာဒါနဲ့ကျမတို့ရဲ့အသက်တာထဲမှာယူပါယုံရှိအသက်ရှင်ရမယ်ဒါဆိုယူပါယုံရှိတဲ့သူတွေရဲ့အသက်တာကဘယ်လိုမျိုးလဲကျမပြောပြမယ်ယူပါယုံရှိတဲ့သူတွေရဲ့အသက်တာကယုံကြည်ခြင်းနဲ့အသက်ရှင်တာဖြစ်တယ်ဟာလေလုယာယုံကြည်ခြင်းရှိတဲ့သူကနေ့စဉ်နေ့တိုင်းမှာပြင်ဆင်တာဖြစ်တယ်အာမင်ဆိုယုံကြည်ခြင်းမရှိတဲ့သူတွေကတော့မနေ့ပြန်လဲဒီတိုင်းနေတယ်ဒီနေ့လဲဒီတိုင်းနေတယ်နောက်နေ့လဲဒီတိုင်းနေပြီဆိုတော့ပြောချင်တဲ့ຢာကသူ့မှာယူပါယုံမရှိ2023တုန်းကလည်းဒီပုံစံပဲလူမျိုးပြန်စလို့ရသေးတယ်ယူပါယုံနဲ့ကျမတို့အသက်ရှင်ရအောင်အာမင်ဆိုတော့ဘုရားခင်ကလည်းယူပါယုံရှိတဲ့သူနဲ့မရှိတဲ့သူတွေကိုကျမတို့ကြည့်မယ်ဆိုရင်ယူပါယုံမရှိတဲ့သူတွေကိုဘုရားခင်ကအလုံးမလုပ်ဘူးဆိုတာကျမတို့သိရတာဖြစ်တယ်ယူပါယုံရှိပြင်စင်တဲ့သူကိုပဲဘုရားခင်ကချီးမြှောက်ပြီးကောင်းချီးပေးတယ်ဆိုတဲ့အရာကိုကျမတို့ကတွေ့ရတာဖြစ်တယ်ဟာလေလုယာဆိုတော့ကျမ်းစာထဲမှာကဘာလို့လဲဆိုရင်ရည်ရွယ်ချက်ရှိပြီးတော့ယူပါယုံရှိတဲ့သူရဲ့အတ္တတာထဲမှာကနေ့စဉ်သူ့ရဲ့အတ္တရှင်ခြင်းကိုသူကြည့်စိုက်တယ်နေ့စဉ်သူ့ရဲ့လှုပ်ဆောင်တဲ့လုပ်ငန်းကိုသူကြည့်စိုက်တယ်နေ့စဉ်သူ့ရဲ့အတ္တတာဖျားနဲ့အချိန်ယူခြင်းကိုသူကြည့်စိုက်တယ်နေ့စဉ်သူ့ရဲ့အတ္တတာထဲမှာပတ်ဝန်းကျင်နဲ့ဆိုင်တဲ့အရာတွေကိုသူကြည့်စိုက်တာဖြစ်တယ်ပြောချင်တဲ့အရာတခုကဒီနေ့ကျမတို့ကလေယူပါယုံမရှိတဲ့သူတွေကတော့ငါနေချင်တယ်လို့နေမယ်သူများဘာပြောဂယုမဆိုင်ဘူးတချို့တို့သူတွေကလည်းအဲ့လိုမျိုးရှိတာဖြစ်တယ်ဆိုတော့ဂယုမဆိုင်တာတော့ကောင်းတာဖြစ်တယ်ဒါပေမဲ့ဘာဖြစ်စေတာလဲဆိုတခါတလေကိုမားနေတာလေလမ်းမနေတဲ့ရှောင်းနေသွားလိုက်နဲ့လေသူများတွေကဒီလိုလုပ်ရင်မကောင်းဘူးနော်လို့ပြောလို့ရှိရင်တော်ပြီငါဒီလိုပြောတာငါကြုံမဆိုင်ဘူးဆိုရင်အဲ့ဒါဆိုရင်လေမဟုတ်ပြန်ရောဆိုတော့နော်ချင်းမြောက်ချင်းကဘေးကနေလဲဆိုတိဘေးပတ်ဝန်းကျင်ကလည်းအရေးကြီးတာဖြစ်တယ်တင်ကတာလေငါမယ်ရပြီငါမယ်ငါတလုံးကလုံးမှာဘယ်သူပြောငါမယ်နေရပြီဆိုရင်အဲ့လိုနှလုံးသားကဘယ်လိုနှလုံးသားလဲဆိုရင်နှလုံးသားချင်းတဲ့လူမျိုးဖြစ်တယ်။ဘာနဲ့အပြစ်ဘာပြောလဲဆို तू အစင်ပြေရပြီဘယ်သူကမှကြုံမဆိုင်ဘူးဆိုရင်နှလုံးသားဆိုတော့အဲ့လိုလူမျိုးကခေါင်းဆောင်ဘယ်တော့မှမဖြစ်လာနိုင်ဘူးဖြစ်တယ်။ဘာလို့လဲဆိုရင်ခေါင်းဆောင်တရားပြဖို့ရအတွက်အများသဘောတူဖို့ရအတွက်လိုအပ်တာလေဟုတ်တယ်မလားအခုအမေရိကန်သမားလားကိုစဉ်းစားကြည့်ကြည့်အများလူရဲ့ဘုတ်ပေးမှာအများလူရဲ့ဘယ်လိုပြောမယ်ဆိုရင်နော်မေးပြီးတဲ့အရာကမှသူကလွတ်လို့ရတာဖြစ်တယ်သူကငါတော်တယ်ရတယ်ငါဘသူမှမေးပေးမပေးဆိုဖြစ်နိုင်မလားသူတမလားမဖြစ်လာနိုင်ဘူးလေနော်ဆိုတော့ကိုယ့်ရဲ့ချင်းမြောက်ခြင်းကကိုယ့်ရဲ့တိုးတက်ခြင်းအရာကလည်းပတ်ဝန်းကျင်ကိုကြည့်ဆိုင်ဖို့ရအတွက်အင်မတန်မှအရေးကြီးတာဖြစ်တယ်ဟာလေလုယာဒါကျွန်မခွန်အားပေးခြင်းနဲ့နော်ယူပါယုံရှိတဲ့သူတွေရဲ့အတ္တတာတွေကယုံကြည်ခြင်းနဲ့အသက်ရှင်တဲ့ယုံကြည်ခြင်းရှိတဲ့သူတွေရဲ့အတ္တတာထဲမှာကနေ့စဉ်သူရဲ့အတ္တတာထဲမှာအသက်ရှင်ခြင်းကိုအထူးကြည့်ဆိုင်ပြင်ဆင်နေ
ဆိုရရောက်ကိုကျမတို့ကတွေ့ရတာဖြစ်တယ်ဒါကြောင့်မိတ်ဆွေဒီကနေ့ကစပြီးတင်းရဲ့အတ္တတဲမှာတင်းရဲ့ယူပိုင်ရထားရှိတဲ့အတိုင်းကိုကျမတို့လက်တွေ့အသက်ရှင်ရအောင်ဟာလေလုယာဆိုတော့ယူပိုင်ရလို့ကျမတို့ရှိတဲ့အရန်ကောင်းတယ်ဒါပေမဲ့အဲ့ဒီယူပိုင်ရတဲ့လက်တွေ့မှာလေကျမတို့ဘာလို့ဆောင်မှုမှမရှိဘူးဆိုရင်တော့မမြင်ရဘူးဖြစ်တယ်တနေ့အပြည့်ကျမရခဲ့တမီးကိုတော့ကောင်းချီးပေးနော်တမီးကိုချီးမြှောက်လူမျိုးတကာတို့အတွက်ကောင်းချီးဖြစ်စေပါအိုးလူတဲ့လောကအတွက်အလင်းဖြစ်စေပါတင်တော့ဆုတောင်းနေတယ်တင်ကစက္ကန့်နေတယ်ဒါပေမဲ့တင်နေ့စဉ်အသက်ရှင်ခြင်းအရာကရှောင်တဲ့အရာလည်းမရှောင်ဘူးပယ်တဲ့အရာလည်းမပယ်ဘူးနားမထောင်တဲ့အရာလည်းနားထောင်တယ်ဆိုတော့မကြည့်တဲ့အရာကိုလည်းတင်ချစ်နေမယ်ဆိုရင်တော့အစွမ်းနဲ့တင်စက္ကန့်နေတဲ့အရာကတော့ဖယားရှိမှာတော့ဟာတာတွေဖြစ်နေမှာတော့ဟာဆိုပြီးမှအရှိပေးလိုက်မှာနော်ဘာလို့လဲဆိုတပတ်မှာတော့စက္ကန့်နေပြီးမှတပတ်မှာကတော့ကိုလုံးချင်တယ်လို့လုံးနေတာဖြစ်တယ်နော်ဒါကြောင့်အဲ့ဒီအရာကမကောင်းတဲ့အရာလက္ခဏာဖြစ်တယ်နော်ဆိုတော့အစွမ်းနဲ့တင်ကကောင်းချီးပြည့်စေဖို့ရတဲ့စွတောင်းစက္ကန့်နေပြီးမဲ့လက်ရှိမှာတင်ကလက်တွေ့အကောင့်ထဲမပေါ်နေဘူးဆိုရင်တော့မမြင်ရဘူးဖြစ်တာဖြစ်တယ်ဟာလေလုယာနောက်ကျွန်မခွန်အားပေးခြင်းနဲ့ဒီနေ့ကျွန်မတို့ရဲ့အသက်တာထဲမှာယူပိုင်ယူရှိကျမတို့အသက်ရှင်ရအောင်အာမင်ဆိုတော့ကျွန်မ